ဟုတ်ကဲ့မို့လားတခါတည်းအိမ်အောင်ရေးရဲ့လက္ခဏာပေါ်ခဲ့တဲ့ယောဂလက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ် He was doing something important. ဖောက်ပြန်မှုကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းရှိချက်နံပါတ်1စိတ်ကံပသားမှုဆိုင်ရာပြေဝမှုပဲရှိခြင်းအိမ်အောင်ဘက်နဲ့အတူတူအချစ်ချင်းတရားတွေလေးစားမှုတွေအာရုံစူးစိုက်မှုတွေရောတဖြည်းဖြည်းနဲ့နေပါလာတယ်စကားပြောခဲ့နဲ့ဝေးကွာလာခြင်းအထီးကျန်စိတ်ကိုဝင်စေရဖြစ်ပါတယ်နံပါတ်2လိမ်မှုကိစ္စမပြေဝခြင်းမိုင်းဆိုင်ရာစိတ်ကျဉ်မှုမရှိခြင်းရဲ့အထူးအကြောင်းရင်းပြဿနာကလိမ့်စိတ်ကွဲပြားမှုပြဿနာပေါ့နော်အဲရောတယောက်နဲ့တယောက်လိမ့်စိတ်တွေကွဲပြားလာတဲ့ခါမျိုးမှာလေဒါလိမ့်မှုကိစ္စမပြေဝတဲ့အနေထားတွေဖြစ်ပေါ်လာနိုင်တာဖြစ်တယ်အဲရောလိမ့်မှုကိစ္စတွေပါရချွေအဓိကအကြောင်းရင်းလေဒါကျွန်တော်တယောက်နဲ့တယောက်အပေးယူမျှမျှတတနဲ့သေချာလေဒါလိမ့်မှုကိစ္စပေါ်မှာစိတ်ဝင်စားလေးနဲ့သွားတာကိုယ်တပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါမှသာလေလိမ့်မှုကိစ္စပြေဝတာဖြစ်တဲ့ဖောက်ပြန်မှုကိုဖြစ်စေနိုင်တဲ့အထက်မှာလေလိမ့်မှုကိစ္စမပြေဝခြင်းကပါနေသေးတာဖြစ်တယ်ပေါ့နော်နံပါတ်3ပရိပခါနဲ့အချမ်းဖတ်ခြင်းပေါ့အဲ့တော့ကိုကဒီအချင်းချင်းအဖြစ်တွေဝေဖန်တာတွေများလာတဲ့အခါပေါ့စိတ်ပိုင်းဆိုင်ရာတုံမဟုတ်ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးပေါ့နော်အချမ်းဖတ်မှုတွေတဖြည်းဖြည်းနဲ့ရှိလာတာဖြစ်ပါတယ်ဒီလိုရှိလာပြီဆိုလို့ရှိရင်ကျွန်တော်ကဒီပရိပခါတွေကိုဖြည့်ရှင်းတဲ့အခါမျိုးမှာကိုယ်အနေနဲ့အချင်းချင်းသားသားနဲ့အေးစစ်စစ်လေးနဲ့ကြိုင်တွေပြီးတော့ဖြည့်ရှင်းတယ်အချမ်းဖတ်ခြင်းမူဝါဒကိုဟိုကနောက်ကိုစုပ်ထားတာကိုယ်တပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်နံပါတ်4ကကြတော့အချိန်ကြာမြင့်စွာနဲ့ကျွန်တော်တို့ဒီဝေးကွာနေရခြင်းပေါ့နော်နိုင်ငံခြားမှာသွားပြီးတော့အလုပ်ကိုင်နေလုပ်နေတဲ့သူတွေရှိမယ်အလုပ်ကိစ္စတွေနဲ့တနေကုန်မှာအားလက်နိုင်မယ်ပေါ့နော်အလုပ်ပေါ်မှာပဲအာယူစူးစိုက်နေတဲ့သူတွေရှိမယ်ဒီလိုရှိတဲ့အခါမျိုးမှာဆိုလို့ရှိရင်တယောက်နဲ့တယောက်ပို့ပြီးတော့ဝေးကွာလာတယ်ချက်ချင်းတရားတွေပို့ပြီးတော့ဝေးကွာလာတယ်တယောက်နဲ့တယောက်တန်တရားစိတ်တွေပို့ပြီးတော့လည်းကြီးထွားလာနိုင်တာဖြစ်တဲ့အတွက်အချိန်ကြာမြင့်စွာဝေးကွာနေရခြင်းကလည်းသိပြီးတော့ကောင်းလာတဲ့အထက်မှာမပါဘူးပေါ့နော်အဲတော့ဖောက်ပြန်မှုကိုလည်းသူကလည်းဖြစ်နိုင်တဲ့အထက်မှာနံပါတ်4အနေနဲ့ပါဝင်နေတာဖြစ်တယ်နောက်နံပါတ်5ကကြတော့မိမိကိုယ်ကိုယုံကြည်မှုနေပါလာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ကိုယ်ပိုင်ရည်ချင်းတွေကိုယ့်ရဲ့ကိုယ်သွေးတွေကိုယုံကြည်မှုမရှိတဲ့သူတယောက်ကအိမ်အောင်ဖက်ရဲ့အပေါ်မှာအပြစ်အဝတ်သူကိုယ်တိုင်ကနေပြီးတော့ပေါ့နော်အာယုံစူးစိုက်မှုတွေကိုအလွန်အမင်းပို့ပြီးတော့လိုချင်လာတာဖြစ်တဲ့အတွက်မိမိကိုယ်ကိုမိမိယုံကြည်မှုတွေဟာပုံမှုပြီးတော့နေပါလာတယ်အဲ့လိုလူမျိုးတွေမှာတွေ့ရတာအများဆုံးကတော့ပေါ့နော်ဒီကိုယ့်ရဲ့အိမ်တော်ဖက်ရဲ့ပုံမှာအလွန်မဲမိခိုလွန်းနေကိုလွန်းနေနေရတာကပေါ့နော်သူချေသူလက်အဲ့လိုပုံစံမျိုးထိကိုပေါ့နော်မိခိုနိုင်တာတွေလေရှိရဲအဲ့တော့ကိုယ့်ရဲ့အရေးချစ်ကိုယ့်ရဲ့ကိုယ်ပိုင်အရေးသွေးတွေအားလုံးကိုလုံးဝနေပါတာမျိုးမဖြစ်ဘဲနဲ့ပေါ့နော်ကိုယုံကြည်ရနဲ့ကိုရဲ့စိတ်ကို relax ဖြစ်စေမဲ့အရာတွေရှိတယ်ဖြစ်တဲ့အတွက်ဒီຢာတွေနဲ့အကောင်ဆုံးမိမိကိုမိမိယုံကြည်မှုကိုအကောင်ဆုံးမြင့်တင်သင့်ပါတယ်။နောက်နံပါတ်6ကကြတော့ကျွန်တော်တို့လူမှုရေးနဲ့အင်တာနက်တွေကနေပြီးတော့တိုးလာတဲ့ PR တွေပေါ့နော်။ဒါတွေကဘာလဲဆိုတော့လူမှုကွန်ရက်ပေါ်မှာအခြားသူတွေနဲ့ကျွန်တော်တို့ကနီးစပ်လာတယ်တယောက်နဲ့တယောက်ပို့ပြီးတော့နီးစပ်လာတယ်။ဘာလို့လဲဆိုတော့အိုင်စာပြီးပြီလားအမဘာလုပ်နေလဲအခုဘာလုပ်နေလဲဘာဖြစ်တယ်ကြောင့်ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးနဲ့တယောက်နဲ့တယောက်လေးစင်တော့ဒီပုံမှန်စကားတွေပြောဆိုတာတွေကြားလာမယ်ဆိုလို့ရှိရင်အင်တာနက်ပေါ်ကနေပြီးတော့လူမှုကွန်ရက်ပေါ်ကနေပြီးတော့ကျွန်တော်ဘာဖြစ်လာလဲဆိုတော့အဆက်အသွယ်တွေများလာတယ်ဒီလိုဆက်သွယ်တွေများလာတဲ့အခါမှာ online အခြေရေးလို့ခေါ်တယ်ပေါ့နော်ဒီလိုအကြောင်းတရားတွေကများစွာဖြစ်ပေါ်လာတာဖြစ်တဲ့တို့ကတယောက်နဲ့တယောက်သိလည်းမသိဘူးတယောက်နဲ့တယောက်တွေ့လည်းတွေ့ဘူးရတယ်မဟုတ်ဘဲနဲ့ချောင်းချောင်းတွေပြောမယ်လင်းမယားချောင်းတွေပြောကြတာတွေရှိရောဒါတွေကတော့ base ဆိုလို့ကျွန်တော်တို့ဒီယနေ့ခေတ်မှာဆိုရင်ပို့ပြီးတော့မှပဲများရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအကြောင်းတရားတွေကလူမှုရေးဖောက်ပြန်မှုတွေပို့ပြီးတော့ဖြစ်လာတယ်။ဘာလို့လဲဆိုတော့ဒီ PR တွေကိုကိုယ်တိုင်ကနေပြီးတော့ရုံးထွက်နိုင်တဲ့အရာတွေနေပါလာတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုအကြောင်းတရားတွေအောင်လူမှုကွန်ရက်ပေါ်တွေကနေပြီးတော့လည်းအခြားသူတွေရဲ့နီးစပ်လာတဲ့အကြောင်းတရားတွေကနေပြီးတော့ဖြစ်ပေါ်လာတယ်ဒီ PR တွေကိုကိုယ်တိုင်ကနေပြီးတော့ရှောင်ရှားဖို့လိုအပ်ပါတယ်။နံပါတ်9ဆွဲလန်းမှုပြဿနာပေါ့နော်ဒါကတော့ဗာလဲဆိုယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကွာဒီဘက်ခင်မှာဆိုလို့ရှိရင်အရက်သေးစာတောက်စားလာတာပဲအရန်ပြားလာတယ်အရက်သေးစာတောက်စားခြင်းပေါ်ကနေပြီးတော့ဟိုအရက်သေးစာတွေဆွဲလန်းလာတယ်လောင်းစားပြီးလှုပ်တဲ့သူတွေလည်းရှိရောကွာဟုတ်တယ်မလားအဲ့တော့ကိုကဒီလောင်းစားလှုပ်တဲ့ခါမှာလည်းပို့ပြီးတော့ဆွဲလန်းလာတယ်အစားတော့ကိုကမလှုပ်တတ်ဘူးမလှုပ်တဲ့နဲ့လိုက်စော်တယ်ပြူတယ်လောင်းစားတွေလှုပ်ကြည့်တယ်အဲ့ပါနေပြီးတော့ကိုပို့ပြီးတော့ဒီလောင်းစားရဲ့ပေါ်မှာအရက်သေးစာတွေရဲ့ပေါ်မှာမူးယစ်ဆေးတွေရဲ့ပေါ်မှာကျွန်တော်ဗာလဲဆိုပုံမှုပြီးတော့ဆွဲလန်းလာတဲ့အတွက်ကြောင့်မို့လို့လေအိမ်တော်ကြီးကပျက်စီးစေနိုင်တာဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့ဒီဆွဲလန်းမှုပြဿနာတွေရဲ့မှာလေကိုအနေနဲ့ကရှော့တင်တာရှော့ပါဖြတ်တင်တာဖြတ်ပါပေါ့နော်ဒီလိုအကြောင်းတရားတွေရောကိုရဲ့အိမ်တော်ကြီးအတွက်မကောင်းတဲ့အရာတွေဖြစ်နေတဲ့အတွက်အိမ်တော်ကြီးတော့ပေရမှာတိတ်ပြီးတော့အရေးကြီးတာမရှိရတဲ့အတွက်ကြိုးစားပြီးတော့
နော်ဆွဲလန်းနေတဲ့အရာတွေအားလုံးကိုရှော့ချပေးပါနံပါတ်8ပြင်ပမှာဖြားယောင်းမှုတွေပေါ့နော်ဒါကတော့သူတို့ပြောစရာမလိုဘူးကွာကိုယ့်ရဲ့လုပ်ငန်းခွင်တွေနော်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကိုယ့်ရဲ့အသင်းမိတ်ဆွေတွေတချို့တော့အကြောင်းတရားနဲ့အနည်းနဲ့ပြင်တွေးနေတဲ့ဒီပြင်ပလူပေါ့နော်ပြင်ပလူပေါ့ကိုယ့်ရဲ့ဒီအခြေရချေရမှာတတိယလူတယောက်ဝင်လာပြီဆိုတာလည်းသိရတော့ကွာကိုယ့်ရဲ့အိမ်တော်ကြီးကပြက်စီးခြင်းလမ်းစာပေါ်မှာရောက်ရှိနိုင်တာဖြစ်တဲ့အတွက်တတိယလူဆိုတာလည်းမရှိတာကိုယ်တော့ပိုကောင်းတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့ကျော်ရဲ့ဒီဗီဒီယိုဖိုင်လေးမှာကြည့်ရှုနေကြတဲ့အိမ်အောင်တဲ့မြို့သားမျိုးသမီးရဲ့အားလုံးမိတ်ဆွေတို့ရဲ့အိမ်အောင်ရေးတာယာမှုဘဝတွေပိုင်ဆိုင်ကြပါစေလို့ကျော်နေတဲ့ကဆန္ဒပြုရင်းနဲ့ပေါ့နော်ကျွန်တော်တည်ထားတဲ့အကြောင်းတရားလေးတွေကိုမျှဝေပေးရဖြစ်ပါတယ်။ comment လေးတွေနဲ့အတူတူကျွန်တော်ရဲ့မျှဝေခြင်းတွေကိုမိတ်ဆွေတွေနဲ့ကအကြံပြုပေးနိုင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းဆက်လက်ပြီးတော့ကျွန်တော်တွေကမျှဝေပေးသွားပါဦးမယ်။ကျွန်တော်ရဲ့အကောင့်လေးကို like and follow လေးလုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဗျ။ကျေးဇူးအများကြီးတင်ပါတယ်။တာယာလှပတဲ့အိမ်တော်မူဘွားတစ်ခုကိုပိုင်ဆိုင်ကြပါစေဗျာ။